ဒီညတော့မို့ကိုလိန်နေချာ daily makeup လို့လေးကိုလိန်ပြမှာပဲဖြစ်ပါတယ်ရှင်မို့ကိုလိန်ဆောင်တွင်းဆိုရင်ရန်နကန်ခွဲတက်လို့ဒီ Vaseline ကနကန်စီလေးကိုရင်လေးဆိုထားလိုက်ပါမယ် makeup လိန်ခင်လေးဒီ moisturizing spray လေးအရင်ဆုံးဖြန်းထားလိုက်ပါမယ် foundation ကတော့မို့ကိုခုတလောရန်သုံးများနေတဲ့ဒီ Uniqlo က foundation လေးနဲ့လိန်ပြထားပါရှင် Uniqlo foundation မို့ကိုဖူးအမဲလေးတုံးပြပွဲပေါ့နော်ဒီငွေရောင်ဖူးလေးကကျတော့အသား6တဲ့သူလေးအတွက်ပါ makeup သားပါတော့ပပဒီလေးလိန်ချင်တဲ့လူတွေ makeup အထူးကြိုက်တဲ့သူတွေအတွက်အဆင်ပြေပါတယ် blusher တွေကတော့ဒီဟာလေးပဲတုံးထားပါတယ် makeup သားအရင်ထူးချင်လို့ဒီ Hourglass တွေက finishing powder လေးပဲတုံးထားပါတယ် Hourglass finishing powder နဲ့ blusher သုံးပြီးချိန်နေပါအရင်ကြိုက်ပါတယ် contour ချဖို့အတွက်ကိုဒီ Judy Dot ရဲ့ပဲတုံးထားပါတယ်ပြီးတော့မြကုံမွေးလေးဆိုပါမရှိမကိုကမြကုံမွေးမရှိရတဲ့ပါပေါ့နော်ပအလို daily look လေးဆိုရင်မကအညူလေးပဲဆိုဖြစ်ပါတယ် eyeshadow တော့ဒီ cherry red တဲ့ eyeshadow လေးသုံးထားပါတယ်ဒီ eyeshadow လေးတော်တော်ကောင်းတယ်ပေါ့နော်အမုံလေးမပေါက်ပြီးတော့ pigmentation လေးတော်တော်ကောင်းပါတယ်ပြီးမြတ်တောင်လေးကိုပါမယ် mascara လေးမသုံးခင်တလုံးညက်တက်လေးနဲ့ရေဆုံးမြတ်တောင်လေးကိုတောင်ကိုလိုက်ပါမယ် mascara ကဒီ Clio တစ်စိတ်ထဲကတုံးပြထားပါတယ်ရှင်တော့ခုမှမကူစံဖူးอ่ะပေါ့နော်ပထမဆုံးတင်မကူအရင်ကြိုက်သွားပါတယ်ဒီမှာကွာချက်လေးကြီးပေါ့နော်ဟိုဘက်နဲ့ဒီဘက်နဲ့ရှင်းကြည့်ပါနကန်နီကဒီ Caradian တရားဟာလေးဆိုထားပါတယ်မကူဒီနကန်နီဘလောက်ချိုက်လဲကြီးပေါ့နော်သူ့ရဲ့အယောင်လေးအရင်တဘာဝဆန်လုံးမကူ daily ဆိုဖြစ်တဲ့ပါပါတယ်နောက်ဆုံးမှဒီရဲ့ setting spray လေးဖြန်းလိုက်ပါတယ်ဒါလေးကတော့ final result လေးပါမကွာတော့ daily ပဆိုရင်ဒီလိုလေးပဲလင်းဖြစ်ပါတယ်အဆုံးထိချစ်ပေးလို့ကျေးဇူးပါရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ပါမယ်နော်